အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အတွေ့ရှိ global ကိုKYC ဘယ်လိုတင်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားပါမယ်ခင်ဗျာအရင်ဆုံးကျွန်တော်တို့ KYC အတွေ့ရှိအထည်ဝင်ရပါမယ်ဘယ်လိုမျိုးဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်ဆုံးတော့ကများအပေါ်ဆုံးတော့က3ချောင်းလေးကိုနှိပ်ရပါမယ်နှိပ်ပြီးဆိုရင်ဘယ်လိုမျိုးအပေါ်ဆုံးက KYC status ဆိုတာလေးကိုနှိပ်ပေးပါလိုက်ပြီဆိုရင်ခုလိုမျိုးပေါ်လာပါလိမ့်မယ်အမှားဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့က KYC level 1အရင်ဆုံးတင်ပြပါမယ်တင်မယ်ဆိုလို့ရှိရင်ဒီပထမဆုံး profile picture ဆိုတာကိုနှိပ်ရပါမယ်ဒီမှာဆိုရင်ဖိုတိုဆိုရင်ပုံတွေကကိုမှရှိတဲ့ပုံတစ်ပုံထည့်လို့ရှိရင်ရပါတယ်ဒီမှာကျွန်တော်ဒီကတော့မျက်နှာပါတဲ့ပုံတစ်ပုံသာထည့်ပေးလိုက်ရင်ရပါတယ်အပြီးရင်ဒီ security circle ဆိုတဲ့ဒီကောင်လေးကိုနှိပ်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအကောင့်5ခုကိုကျွန်တော်တို့ကအပ်ရပါမယ်အခုအပ်ရမယ့်အကောင့်5ခုကိုလည်းကျွန်တော်ရဲ့ description မှာချပေးထားပါမယ်အဲကြောင့်ကျွန်တော်ဒီ add ဆိုတဲ့ဒီ add new ဆိုတဲ့ဟာလေးကိုနှိပ်ပါနှိပ်ပြီးသွားရင်ဒီ search ဒီနေရာမှာရရှာပါကျွန်တော် keyboard ထဲမှာထည့်ပြီးတော့ရိုက်ပြသွားပါမယ်တစ်ခေါက်ချင်းရှာပေးပါမယ်ရှာလိုက်ပြီဆိုရင်ဒီပေးရ add ဆိုတာလေးကိုနှိပ်ပါဒီ add ဆိုတာလေးကိုနှိပ်ပါဒါဆိုတကောက်ရပါပြီနောက်ခါကျဆိုရှင်ဒီနောက်စာလေးမျိုးလေးကိုထပ်နှိပ်ပါခုရှာရမယ့်အကောင့်တွေကိုကျွန်တော်ချပေးထားပါမယ်ထပ်ပြီးတော့ဒီလိုချင်းအဲ့လိုမျိုးနှိပ်သွားပါဆိုရင်ရပါပြီဒီမှာမန်ကြီးလေးပြသွားပါမယ်ရပါပြီခုခါမှာ KYC 2ကိုဘယ်လိုတင်ရမလဲဆိုတာကိုပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ဒီကောင်လေးကိုနှိပ်ပါလိုက်ပြီဆိုရင်ခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲဒီကွက်လေးတွေကိုမန်ကြီးလေးတွေချစ်ပေးလိုက်ပါချစ်ပေးပြီးရင် start ဆိုတာကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ပထမဆုံးကျွန်တော်တို့ကအပေါ်ဆုံးကွက်မှာ choose nationality ဆိုတဲ့နေရာမှာမြန်မာကိုရွေးရပါမယ်ဒီကိုယ်တိုင်မြန်မာလို့ပေါ်ပြတာဖြစ်တော့ပါတယ်ဟုတ်သွားရင်ဆိုရင်ဒီ name နေရာမှာဥမာကျွန်တော်ရဲ့ account နာမည်လေးဒီဥစ္စာတော့မှတ်ပုံနေနေရနာမည်ကိုထည့်ရမှာပါကျွန်တော်ဥမာအနေနဲ့ရေးပြပေးပါမယ်အောင်ဆိုရင်အောင်ဆိုပြီးတော့ထည့်မယ် ID နေရာမှာဥမာပါမနာနေရာမှာဥပမာပါမနာဆိုပြီးတော့အကြီးကြီးနဲ့ရင်တော့ရိုက်ပါမယ်ကျွန်တော်မှပုံနေရှေ့မှာပါတဲ့အဲ့လိုမျိုးလေးရိုက်ပြီးသွားရင်အဲ့9ဆိုတဲ့ဟာကိုဟိုထဲမှာမွန်းတဲ့ကလေးထဲမှာလေးထည့်ပြီးရင်ပုံနေနောက်က6လုံးကဏ္ဍကိုရိုက်ပေးပါရိုက်ပြီးသွားရင်အဲ့ date of birth နေရာမှာကိုယ့်ရဲ့မွေးနေ့အမှန်ကိုထည့်ပေးပါထည့်ပြီးရင်ဒီနေရာရောက်ဒီပထမဆုံးအကွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာထည့်ရမလဲဆိုရင်ဒီပထမဆုံးကွက်မှာဒါတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ပထမဆုံးကွက်ကဆိုလို့ရှိရင်ပုံနေရဲ့ရှေ့ဘက်ကိုရိုက်ပြီးတော့ဒုတိယကွက်မှာဆိုလို့ရှိရင်ပုံနေရဲ့နောက်ကိုရိုက်ပေးရပါမယ်အဲ့ပြီးလို့ရှိရင်ဒီအဆင့်3မှာကျတော့ဘာထည့်ရမလဲဆိုရင်သူကဥမာပြထားပါတယ်ဒီ example ဆိုတာလေးကိုနှိပ်ပြီးကြည့်နိုင်ပါတယ်ကြည့်လိုက်မယ်ဆိုဒီတိုင်းလေးရေးပြင်ရပါတယ်အဲ့တော့ကျွန်တော်ရေးတဲ့ပုံစံလေးကိုပြပေးပါမယ်ရေးတဲ့ပုံစံလေးရတယ်လိုမျိုးလေးရေးပြင်အောင်လည်းရပါတယ်အဲ့ဒါလေးကိုတဝန်းရပြီးတော့အဲ့ထဲမှာထည့်ပေးလိုက်အောင်ပါပဲဒီထဲမှာထည့်ပေးရအောင်ပါပဲထဲမှာထည့်ပေးလိုက်ရင်ရပါပြီအပြင်ဒီ step 4မှာကျတော့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့အဲ့သူ့ရဲ့ပုံစံကိုလည်းပြပေးထားပါတယ်ဥပမာဒီ example ဆိုတာလေးကိုနှိပ်ပြီးကြည့်ရင်သိနိုင်ပါတယ်ဟောင်းနှိပ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာတိုင်းလေးပဲဒီကျွန်တော်ရိုက်ထားတဲ့စာပုံလေးရဲ့အဲ့မှတ်ပုံနေကတ်လေးရဲ့ကိုလိုမျိုးလေးပေါ်အောင်ရိုက်ပေးရပါမယ်တခြားတစ်ယောက်ကရိုက်ပေးတာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကိုဆက်ပြီးသွားပြီးရိုက်တာပဲဖြစ်ဖြစ်ရပါတယ်အဲ့လိုမျိုးတင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ submit
ဒီ submit now ဆိုတာလေးကိုနှိပ်လိုက်ရပါတယ်နိုင်ရအဖြစ်4နိုင်လောက်ကြာရင်သူကရတော့ပါလိမ့်မယ် KYC ရဆိုရှင်အဲ့လိုမျိုးတင်တာအတွက်မှာဆိုရင်ဒီ KYC 200ကိုကုန်ကြပါမယ်တဲ့အားကြောင့်မလို့ကျွန်တော်တို့ကကုတ်ထည့်ခဲ့ရခြင်းဖြစ်ပါတယ်အဲ့ဒါလို့ရှိရင်အဲ့ဒါပြီးကျွန်တော်တင်မပြတော့အောင်တင်ပြဖို့အတွက်ဥပမာပြပြခြင်းဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးပြန်နှိပ်လိုက်မယ်ဆိုရင် KYC အောင်ပြီးသွားရင်ဆိုရင်အခု KYC 1ကတော့အောင်တော့ပါပြီKYC 2ကကြတော့အဝင်နဲ့တင်မှာတခြားတင်မှာအောင်ပါလိမ့်မယ်လိုမျိုးအောင်သွားပြီဆိုရင်လိုမျိုးမှန်ကြီးလေးချစ်ပြီးတော့ပြပါလိမ့်မယ်ဆိုတော့ KYC တင်ရခြင်းရဲ့ရွေးချက်ကဆိုရှင်ဘာကြီးလုပ်လို့ရတယ်ဆိုရင်ကျွန်တော်တို့ကဒီနောက်ခုတစ်လောက်$28လောက်ရနိုင်တဲ့အခွင့်အရေးကိုကျွန်တော်ရနိုင်မယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့တင်လိုက်တဲ့အခု KYC level 2အောင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကleader box ကိုဝင်အောင် leader box ကိုအဆင့်ဝင်အောင်လုပ်လို့ရမယ်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့KYC level 2အောင်ပြီးသားတကယ်ချင်းလေးယောက်ကိုခေါ်ရမယ်ခေါ်ပြီးသွားရင် delete တွေကိုနေ့စဉ်တိုင်းလုပ်ပေးရမယ်အဲ့ဆိုရှင်ကျွန်တော်တို့ကအဆင့်ထောင်တွင်မှာဝင်မယ်ဆိုရင်အတူရှိခွင့်တွေကိုရရှိမယ်အဲ့လိုမျိုးမှမလုပ်နိုင်ဘူးကိုကမရှာနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရတဲ့ coin တွေကိုထုတ်ရောင်းလို့ရတယ်အဲ့ဒါကကြတော့ KYC level 2အောင်ပြီးမှအဆင့်ကထုတ်ရောင်းလို့ရမှာဆိုတော့အဲ့လိုမှထုတ်မရောင်းခြင်းဘူးဆိုရင်တော့ကျွန်တော်တို့ကlist လုံးမဲ့ဒီအတူရှိရ list လုံးမဲ့ရက်ကိုစောင့်ပြီးကျွန်တော်တို့ကထုတ်ရောင်းအောင်ပါပဲဖြစ်ပါတယ်ဆိုတော့ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်